ကိုအတိုင်းဝိုင်းထဲမှာကိုနဲ့ပတ်သက်နေတဲ့တငယ်ချင်းကိုအလုပ်ထဲမှာဒါဘုန်းကြီးတို့လည်းနားလဲပါတယ်တခါတလေကြလို့ရှိရင်သီးခံလို့မရတဲ့သူတွေနဲ့တွေ့တယ်တော်တော်ကိုသီးခံလို့မရတာပါဘာဖြစ်လို့သီးခံလို့မရလဲဆိုတော့တစ်ဖက်သူကတစ်ဖက်ဆောင်နဲ့တအားနိုင်တယ်အတ္တတအားကြီးတယ်ညနေလုံးညနေရလုပ်တယ်တစ်ဖက်မှာမျက်နှာလုပ်ပြီးတော့တစ်ဖက်မှာပြန်ဖေးတယ်ဒါတွေကိုခံရတဲ့အခါမှာမတရားတာတွေကိုခံရတာပေါ့အဲ့မတရားတာတွေခံရတဲ့အခါကျတူတူကိုပဲမခံနိုင်တော့မခံနိုင်တဲ့အခါကျတော့ပြန်ပြီးတော့လွန်ကဲပြန်တုံ့ပြန်ခြင်းလေပြန်ပြီးပြဿနာလုပ်ခြင်းစိတ်ကိုဖြစ်တယ်သူမျက်နှာမြင်နေရတာနေတိုင်းပူလောင်တယ်သူစကားအတန်ကြားရတာနေတိုင်းပူလောင်တယ်သူလုံပုံကိုင်ပုံတွေကြည့်ရတာလည်းနေတိုင်းပူလောင်တယ်အဲ့တော့ဒါကတော့ဘာနဲ့သွားပြီးတော့သက်ဆိုင်လဲဆိုတော့တစ်ဖက်သူရဲ့ဇယိုက်နဲ့သွားပြီးတော့ဆိုင်လာအောင်ကိုယ့်အတွက်ဆိုရင်သူဒီလူမိုက်စင်းရဲထဲမှာပါတယ်တမတ်မကြတော့မြတ်တာမှုမရှိတော့လူကြီးလူကောင်းမဆန်တော့ဆိုရဲလူမျိုးဟာလူမိုက်သူကိုယ်တိုင်ကလည်းအာဟုသူတွေပွားနေတာသူ့ရဲ့တမတ်မကြခြင်းဆိုတာအာဂတိလိုက်နေတာအဲ့တော့ကိုယ်ဖိနှိပ်ပြီးတော့ပြောနေခြင်းကိုနှိမ်ချနေခြင်းကိုအလုပ်လုပ်လဲအကောင်းမမြင်ခြင်းဆိုတာသူကိုကတမတ်ကြတဲ့စိတ်မရှိတော့လူမိုက်လူရုပ်ဖြစ်နေတဲ့အခါပေါ့ဒါမျိုးဆိုလို့ရှိရင်တော့ကိုယ်မှလှုပ်ရှားနေလန်းနေအခြေခံအားဖြင့်နှစ်နည်းရှိတနည်းကထိတ်တိုက်ရင်ဆိုင်တာထိတ်တိုက်ရင်ဆိုင်တယ်ဆိုတော့ကမှသူ့ကိုဘာဖြစ်လို့တစ်ဖက်သက်ဒီလိုမျိုးနှိမ့်ချဆက်ဆံနေတာလဲလို့တဲ့ပြောနေဒါအကုသို့မဟုတ်ကိုကအမှန်တရားကိုအမှန်တရားတိုင်းပြောပြလိုက်တာဒီလိုနည်းကိုယူရမယ်ဆိုရင်တော့ကိုဒီဆုံးရှုံးမှုကိုခံနိုင်တဲ့တတ္တိရှိရမယ်ဆုံးရှုံးမှုကိုခံနိုင်တဲ့တတ္တိဆိုတော့ကိုပြောလိုက်လေသူကရင်ကျေးသွားမယ်သူမဟုတ်ဘူးအစာကလေးကတမတ်ကြတဲ့စိတ်ရှိတဲ့သူမဟုတ်တဲ့အတွက်ကြောင့်သူဒီငကိုကလေးကရာသီမျိုး၅ပါးထဲမှာပါပြီးသားအဲ့လိုကိုမချစ်နဲ့တတ်တဲ့သူဆိုတဲ့၅ခုမြောက်ရန်သူထဲမှာပါပြီးသားချစ်လို့လည်းမရဘူးမှန်ပါတယ်အဲ့ချစ်လို့မရတဲ့သူကြီးကိုဘုန်းကြီးတို့တွေဘလို့ပဲစာရင်းနဲ့ပြောကြဘလို့ပဲတရားတွေဟောတကယ်ကျင်ဆိုင်နေရတဲ့သူကိုယ်တိုင်ပဲသိတယ်တနေ့လည်းမဟုတ်ဘူးနေ့တိုင်းကျင်ဆိုင်နေရတဲ့သူကြာတော့ပောက်ကွဲထွက်ချင်အဲ့ပောက်ကွဲထွက်ချင်တဲ့အခါမှာကိုယ်မှစဉ်းစားစရာအချက်ရှိတယ်သူများနိုင်ငံတွေမှာတော့လုပ်လို့ရပါမယ်ကိုယ်နိုင်ငံမှာလုပ်လို့မရသေးဘူးဆိုတဲ့အချက်ကကိုမှန်နေတာကိုကိုမှန်တဲ့အတိုင်းပြန်ပြောတာပြန်ပြောတယ်ဆိုတဲ့နေရာမှာကိုကလူမိုက်ပြောနေမဟုတ်ဘူးပညာရှင်တွေနဲ့ဘာကြောင့်များဒီလိုတစ်ဖက်သက်ဆက်ဆံနေတာပါလဲရှင်းဆိုင်လိုက်တဲ့နေ့ပြောပြီးပြီအဲ့ဒီနေ့နဲ့ရှင်းဆိုင်ရင်ကိုမှဆုံးရှုံးဖို့ကိုလည်းအစဉ်သင်းပြင်ထားရမယ်ကိုဒီလိုလုပ်လိုက်လို့ကိုစိတ်ချမ်းသာတယ်ဆိုလို့ရှိရင်အဲ့ဒီကိုယူလိုက်ပါကိုထိလည်းရောက်မပါပါစေနဲ့ပြန်စမ်းပြောတဲ့စကားမပါပါစေနဲ့အဲ့ဒီပထမနေ့ထဲမှာနောက်တနေ့ကသူနဲ့ထိတဲ့မပြောလို့ရှိရင်သူ့ထက်ပိုပြီးတော့အဓိကကြတော့လူကိုဒီလိုဆက်ဆံနေပါတယ်လို့ဖွင့်ပြောလိုက်တဲ့နေ့ဒါလူသိအောင်လုပ်လိုက်တဲ့နေ့ပေါ့ကိုရီးယားလူမသိသူမသိခံနေရတာကိုကလူသိအောင်လုပ်လိုက်တဲ့နေ့ဒီနေ့ကအစိုးလက်ခံဖို့အလားအလာရှိနေတယ်နောက်တနေ့ကတော့ကိုကကြိုင်လာတဲ့အရှုံးပေးဆိုတဲ့အတိုင်းပဲအရှုံးပေးတဲ့နီးလို့အစိုးသားတော့လည်းပဲသူ့ကိုရှောင်လိုက်တဲ့နေ့အလုပ်ထဲမှာရှောင်လို့ရရင်ရှောင်ပါအလုပ်ထဲမှာထိတ်တိုက်သူနဲ့စကားမပြောဖြစ်အောင်ရှောင်ပါဘလို့အရာမျိုးပဲပြောသူပြောတဲ့စကားတွေကိုအရင်ကလည်းဘုန်းကြီးပြောမှုတယ်ဘလို့မျိုးပဲကိုယ့်ပေါ်မှာပြုမှုနေသူ့ကိုအကုသိုလ်တုံးကြီးအနေနဲ့သာခွင့်လို့ပေးလိုက်ခွင့်လို့မရဘူးဆိုလို့ရှိရင်သူ့ကိုရှောင်တယ်လေးဆိုတော့ငိုတဲ့ကောဒီအလုပ်ထဲမှာရှောင်ရင်ရှောင်အလုပ်ထဲမှာရှောင်လို့မရလို့ရှိရင်အလုပ်ကထွက်အဲ့တော့ရှောင်တဲ့နေရာမှာကိုကုသိုလ်စိတ်နဲ့ကိုပွားများပြီးတော့နေတာသူ့အကုသိုလ်ကိုမယူလာလဲဒါရှောင်တာဒါကအကောင်းဆုံးနေ့ပေါ့သူ့အကုသိုလ်ကိုမယူဘူးကိုစိတ်ကိုအမြဲတမ်းဆုံးမပြီးတော့ပဲငါစိတ်ထဲကအကုသိုလ်ပေါ်မလာပါစေနဲ့ငါရဲ့ကုသိုလ်စိတ်တွေပျက်စီးမသွားပါစေနဲ့ကိုဘုရားကုံတော်ပွားပြီးတော့ရင်ဆိုင်တယ်ဘုရားကုံတော်ကိုပဲပွားပြီးတော့ရင်ဆိုင်တယ်မေတ္တာသူ့ကိုထားပြီးလို့ရရင်မေတ္တာစိတ်ပွားပြီးတော့ရင်ဆိုင်တယ်အဲ့တော့ဒါကဒုတိယနေ့တဲ့ကရှောင်နည်းပေါ့ကုသိုလ်နဲ့ရှောင်တာရဲ့နောက်သူ့ကိုလက်တွေ့ကျကျရှောင်ပလိုက်တာရဲ့နောက်တော့အလုပ်ကနေထွက်ပလိုက်တာရဲ့ဒီနည်းပဲရှိပါတယ်ဘယ်လိုမှရွေးချယ်စရာမရှိဘူးဆိုလို့ရှိရင်တော့ဒီအလုပ်ပဲလုပ်မှရမယ်ဒီလိုနဲ့ပေါင်းမှပဲရမယ်ဆိုလို့ရှိရင်တော့ကိုစိတ်ထဲမှာခုနပြောတဲ့ဘုရားကုံတော်ပွားခြင်းသူ့ကိုမေတ္တာပွားနေခြင်းဒီနည်းနဲ့ရင်ဆိုင်ပါဒါအကောင်းဆုံးသောနေ့တရားဘုရားမြတ်စွာဘုရားဟောတဲ့တရားနည်းနဲ့ရင်ဆိုင်ပြီးပါသူကအရန်လွန်နေပြီကို့မှာရွေးချယ်စရာမှမရှိတော့တာမရှိတဲ့အခါကျတော့
ပထမနည်းနဲ့တုံ့ပြန်မတုံ့ပြန်ရင်ဒုတိယနည်းနဲ့တုံ့ပြန်ပါလို့ပြောချင်ပါတယ်လူတိုင်းဟာဒီလိုမသိတတ်သောလူတွေနဲ့အများနဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒီပြဿနာဒီတယောက်နဲ့ပြီးလို့ရှိရင်နောက်တစ်ယောက်နဲ့လည်းထပ်ပြီးတော့တွေ့နေအောင်မှဖြစ်တဲ့အတွက်ကြောင့်အန္တရာယ်ကိုရှောင်တတ်ပါစေကိုယ့်ရင်ထဲကကုသိုလ်စိတ်ကိုမပျက်စီးပါစေနဲ့လို့ပဲမှာပါရစေအားလုံးကိုယ့်ရဲ့အန္တရာယ်ကိုရှောင်နိုင်ကြ၍ပြည်နိုင်ကြပါစေ